ကျမတို့မိန်းမရှာတစ်ယောက်ရဲ့ဘဝတစ်သက်တာလုံးမှာပေါ့နော်အ ਨੇ ဆုံးအမျိုးသားအယောက်100တိတိနဲ့မုစကူဒူဘီအိတ်ဆက်ပူပါတယ်ကျမတို့နဲ့ဆက်ဆံတဲ့အခါမှာကျမတို့ကိုတာဝန်ယူစရာမလိုဘူးကျမတို့ကကိုယ်ဝန်ရှိလာနိုင်တဲ့သူမျိုးတွေမဟုတ်တဲ့အတွက်ကြောင့်မလို့မင်္ဂလာပါဒီတစ်ခါတင်ဆက်ပေးချင်တာကတော့အချောက်တွေနဲ့ပတ်သက်တဲ့သတင်းလေးပဲဗျအချောက်တွေကပြောမယ်ဆိုရင်မိန်းမရှာတွေပေါ့ဗျမိန်းမစိတ်ပေါက်နေတဲ့ယောက်ျားတွေပေါ့သူတို့ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိလဲပြီးတော့သူတို့ရဲ့တကယ်ဘဝအခြေအနေကဘယ်လိုရှိလဲဆိုတာကိုကျွန်တော်ဒီနေ့တွေ့ရမှာပဲဖြစ်ပါတယ်အခုကျွန်တော်ပြောပြမယ်ဒီမိန်းမရှာတယောက်အချောက်တယောက်ကသူတို့ဘဝမှာအမျိုးသား100နဲ့မုစကူဒူးရတယ်ဆိုပြီးတော့ဒါဖွင့်ဟလာတာပဲဖြစ်ပါတယ်ကဲသူပြောတာလေးကိုကျွန်တော်တို့ဘ ഹു တုရတစ်ခုအနေနဲ့အတူတူနားထောင်ကြည့်ကြမယ်ဗျာချင်းအားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်လိုက်ချူပါဒီကနေ့မှာတော့တီကြီးတငယ်ချင်းတွေနဲ့အားလုံးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒါကတော့ရေဘူးရအနေနဲ့ပေါ့နော်ကျမတက်တန်းတစ်လျှောက်ဆိုတာကျမအခုအသက်40တဲ့ရောက်ပါပြီကျမရဲ့အသက်40ဆိုတော့ကျမရဲ့ဒီ transgender ဘဝ22နှစ်တာကာလတစ်လျှောက်ရောကျမရဲ့ experience ရောဖြတ်တန်းလာခဲ့တဲ့ဘဝတစ်လျှောက်မှာတွေ့ခဲ့ရတဲ့တငယ်ချင်းအပေါင်းအသင်းတွေရှိမယ်အမေတွေရှိမယ်ဖြတ်တန်းလာခဲ့ရတဲ့ဘဝတွေရှိတယ်ပေါ့နော်အဲ့ဒီမှာကျမလေးလာခဲ့ရတဲ့လောက်ကျမတို့ TGW တွေဒီသူတို့ရဲ့ live what တက်တာမှာဆိုလို့ရှိရင်အယောက်100ဆိုတာအ ਨੇ ဆုံးအနေနဲ့ကျမဟာ average ပြန်များတွက်ပေးတာတချို့ဆိုရင်ထောင်တောင်းချီတယ် sorry တောင်းတော့မချီပေါ့နော်ထောင်ချီသွားတဲ့သူမျိုးတွေရှိတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုလို့ရှိရင်တရုတ်မှာဟိုးလေးတကြောကြရက်ထသွားတဲ့မမဟုံလိုမျိုးမမဟုံဆိုရင်သူအုံကြွကြွစားသလိုမျိုးပေါ့နော်ကျမတို့လည်းဒီလိုမျိုးတွေအုံကြွကြွစားခဲ့ရတဲ့သူတွေစားဖူးတဲ့သူတွေဆိုလည်းဒုနဲ့ဒီအများကြီးရှိပါဒါကြောင့်မလို့တချို့တကြတော့လေဒီလောက်တော့မများဘူးအနေချင်းတော့စားတယ်ဆိုရင်ကျမကဒါကိုပြန်မြအနေနဲ့ချပြီးတော့ပြောခြင်းဖြစ်ပါတယ်တကယ်တော့ကျမဒီအကြောင်းကိုပြောရဲဆိုတာကဂုံစားခြင်းလို့ဂုံယူဝင်ကြွားစွာနဲ့ပြောချင်တာတော့မဟုတ်ပါဘူးကျမ်းမာရေးရှုထောင့်နေနဲ့ကျမကနေပြီးတော့ကျမ်းမာရေးအမြင်ကနေပြီး TG ကို KP လို့သတ်မှတ်ထားရတဲ့အကြောင်းရင်းတွေကတခုဖြစ်တဲ့ကျမတို့ transgender တွေဟာဆိုရင်လိန်ဆက်ဆံဘက်အရန်များတဲ့လိန်ဆက်ဆံဘက်ပါတနာအရန်များတဲ့အထင်းမှာအဓိကပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ကိုအရေးတယူနဲ့ prevention မှာထည့်သွင်းစဉ်းစားပြီးတော့မှ treatment လုပ်ပေး prevention လုပ်ပေးနေရတဲ့အကြောင်းရဲ့တစိမ့်တစ်ဒေသကိုပြောပြခြင်းဖြစ်ပါတယ်ရှင်အရင်နေ့ကကျမပြောခဲ့တဲ့ set education နဲ့မှာအမျိုးသားငယ်လေးတွေပေါ့နော်လူပြိုပေါ်ဝင်စားမှာဆိုရင် masturbation လုပ်ကြတယ်ဒါတွေကိုအဖေတွေကသားတွေကိုတင်ပေးချင်မှတင်ပေးမယ်အသိပေးချင်မှအသိပေးမယ်ဒါပေမဲ့လူပြိုပေါ်ဝင်စားအချိန်မှာကောင်လေးတွေအမျိုးသားကောင်လေးတော်တော်များများကဒီလိုအခြေအနေမျိုးကိုစတင်ကြုံတွေ့လာရတယ်ပေါ့နော်အဲ့ဒီအခါမှာတော်တော်များများကလက်တဲ့ဆန်းကျင်ကြတာကလူငယ်တွေရဲ့သဘာဝဆက်လိုက်ခိုးတောက်ချင်ကြတယ်အရက်ခိုးတောက်ချင်ကြတယ်လောင်းကစားဆိုလို့ရှိရင်လည်းဆမ်မီစော့ချင်ကြတယ်တခုခုပဲဒီဟာကိုမလုံနဲ့ဒါဟာအနေရရှိတယ်ဆိုရင်သူတို့ဟာဘာလဲဘလို့နေလဲဆိုတဲ့ဟာကိုစူးစမ်းလေ့လာချင်တာကလူငယ်တွေရဲ့သဘာဝပဲဖြစ်ပါတယ်ဒီအထဲမှာပါအမျိုးသားငယ်လေးတွေအဓိကလက်တဲ့ဆမ်မီတို့ကစားလို့ကောင်းမှာပေါ့နော်အဲ့ဒီအရာတွေကတော့ကျမတို့ transgender တွေပဲဖြစ်ပါတယ် transgender မျိုးသမီးတွေအနေနဲ့ဆိုလို့ရှိရင်လေကျမတို့ရဲ့လိန်စိတ်တာယာမှုဒီတဦးတယောက်တည်းကိုပဲမူမတီနေပဲနဲ့ကျမတို့ဒီလေအမျိုးသားတော်တော်များများနဲ့လိန်ဆက်ဆံရတာကိုသဘောကျတဲ့သူတွေများပါတယ်အထူးသဖြင့်အမျိုးသားငယ်လေးတွေကဒီလိုမျိုးလက်တဲ့ဆန်းမှုအတွက်လိန်ဆက်ဆံတဲ့အခါမှာအခကြေးငွေပေးစရာမလိုဘဲနဲ့မှဆက်ဆံလို့ရတဲ့ဟာမျိုးတွေရှိမယ်ပြီးတော့ကျမတို့နဲ့ဆက်ဆံတဲ့အခါမှာကျမတို့ကိုတာဝန်ယူစရာမလိုဘူးကျမတို့ကကိုယ်ဝန်ရှိလာနိုင်တဲ့သူမျိုးတွေမဟုတ်တဲ့အတွက်ကြောင့်မလို့သူတို့အတွက်အေးလူလူနဲ့လက်တဲ့ဆန်းလို့ရတာမျိုးတွေရှိပါတယ်ဒါကြောင့်မလို့အထူးသဖြင့်ကျမတို့ transgender women တွေဟာဆိုရင်အမျိုးသားလူငယ်တွေအဓိကပြတ်မှတ်ထားပြီးလက်တဲ့ဆန်းပြီးမုစကူဒူးကျင်ကြတဲ့အထဲမှာထိတ်ဆုံးကားပါဝင်နေခြင်းဖြစ်ပါတယ်ဒီအကြောင်းကိုကျမထည့်သွင်းပြောကြားရခြင်းဒီလဲဂုံစားခြင်းမဟုတ်ဘဲနဲ့ကျမယေရှုတော်အနေနဲ့ပဲကြည့်ရှုပေးဖို့အတွက်မေတ္တာရက်ခံပါတယ်ရှင်ခုမှသိရတယ်နော်ဒီလိုလိန်ဆက်ဆံဘက်များတဲ့ transgender women တယောက်တည်ကျမရေး knowledge တွေရှိမနေဘူးကျမရေး awareness တွေရမနေဘူးကျမရေးပြုစုဆောင်ရှောက်မှုကုသမှုတွေကိုမခံယူနေရဘူးဆိုရင်သူဒီကျမရေး
ကြည်မယ်ဆိုလို့ရှိရင် high risk level ကိုရောက်နေမှာသိကြပါတယ်ရှင်ဒါကြောင့်မလို့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာကျမတို့ရဲ့ community မှာဆိုရင်ထွက်ညနာတယောက်ဟာကျမရဲ့ knowledge တွေရှိနေသင့်ပြီးတော့မှသူ့ကိုလည်းကျမရဲ့ဝန်ဆောင်မှုတွေကိုအထူးတလဲပေးသင့်ပါတယ်ဒါမှသာလျှင်သူကမှတခြားသောမြည်သူမြည်ဝါကိုမှယောဂပိုးတွေမကူးဆက်သွားတော့မှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့လက်တဲ့ဆန်းကျင်နဲ့မျိုးသားကောင်လေးတွေအနေနဲ့လည်း sex education နဲ့ပတ်သက်ပြီးတော့မှထဲဝင်တည်နေဖို့လိုအပ်ပါတယ်ဒါမှသာလျှင်သူတို့ကိုယောဂကူးစက်မှုအနေနဲ့မှလည်းကာကွယ်ပြီးသားဖြစ်နေမှာဖြစ်ပါတယ်ကျမဒီနေ့ key message အရာပေးချင်တာကတော့လက်တဲ့ဆန်းတက်တဲ့အမျိုးသားကောင်လေးတွေဖြစ်ပါစေလိင်ဆက်ဆံဖက်များတဲ့ TGW မှာဖြစ်စေကျမတို့ prevention အမြင်နဲ့ကြည့်မယ်ဆိုရင်ကျမရေးဝန်ဆောင်မှုတွေကိုလက်လန်းမီပေးဖို့နဲ့ sex education knowledge တွေကိုထဲဝင်သိနေဖို့အတွက်လိုအပ်တာဖြစ်တဲ့အကြောင်းကိုကျမအနေနဲ့ဒီနေရာကနေပြောပြခြင်းဖြစ်ပါတယ်ရှင်ဒီကနေ့မှာတော့ဒီလောက်ပါပဲနောက်နေ့မှာကျမရဲ့ဗီဒီယိုလေးတွေကြည့်ရဖို့အတွက် like and follow လုပ်ဖို့အတွက်ပြတာရက်ခံပါတယ်ရှင်အချောက်လောကကြီးကတော့တကယ်ကိုကြေပြန့်နေဗျာနော်ကျွန်တော်တို့တကယ်ကိုမသိရတဲ့အကြောင်းအရာတွေခုတော့သိရပြီဗျာဒါကြောင့်မလို့ဒီအချောက်တွေကအမိမရှာတွေကတော့ကောင်လေးတွေတွေ့ရင်ဘာကြောင့်ဒါမျက်စာပြစ်ပြတာလဲဘာကြောင့်ဆွေနေတာလဲဆိုတာကိုခုမှသိတော့တယ်ဗျာသူတို့ရဲ့နော်မိမရှာတယောက်ရဲ့ဘဝမှာအ ਨੇ ဆုံး100နဲ့အိတ်ဖူးတယ်100နဲ့ဆက်ဆံဘူးတယ်ဆိုတော့ဒါအားလုံးလည်းသတိထားကြဗျာနော်သူတို့ကတော့ဒီခုမှလူပြိုပြောက်အရွယ်လေးတွေကို target ထားကြတာဗျကဲဒါကြောင့်မလို့အားလုံးပဲသတိထားဖို့ပြောချင်ပါတယ်သူတို့နဲ့ပတ်သက်ပြီးတော့ရရှိလာတဲ့အပြစ်နာစာတွေကလည်းတော်တော်များတယ်ဗျာနော်ယောဂတွေကလည်းပေါင်းစုံနေရပဲဒါကြောင့်မလို့အားလုံးပဲသတိထားဖို့ပြောချင်ပါတယ်အထူးသဖြင့်ဒီခေတ်လူငယ်လေးတွေပေါ့နော်လက်တဲ့စမ်းကျင်တဲ့သူတွေပေါ့